高市早苗君237。ဒီနေ့ဂျပန်လွှတ်တော်မှာတီဝင်ဂျပန်လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့မျိုးသမီးဝန်ကြီးချုပ်ကိုဝန်ကြီးချုပ်ရာထူးကိုအနှင်ပြီးတော့မှသူကဒီနေ့ဒီဝန်ကြီးချုပ်က238မဲနဲ့ဝန်ကြီးချုပ်ဖြစ်သွားတဲ့ပထမဆုံးမျိုးသမီးဂျပန်နိုင်ငံရေးသမိုင်းမှာပထမဆုံးမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခံရတဲ့လွှတ်တော်မှာကြီးညာနေတာဖြစ်ပါတယ်အဲ့ဒါပါလဲဆိုရင်ဒီမျိုးသမီးကပထမဆုံးဒီမျိုးသမီးကဂျပန်ဝန်ကြီးချုပ်104ယောက်မြောက်ဖြစ်လာပြီးတော့မှဂျပန်နိုင်ငံရဲ့တမိုင်းမှာပထမဆုံးမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့အပြင်ကိုဒီတူကနာရတူနော်နာရဆိုတာကျမရဲ့ဝေါ်ပေါ်မှာ follow လုပ်ထားတဲ့လူဆိုရင်သိလိမ့်မယ်ကျမနာရမှာလေဟိုတမင်နေလေတဲ့မလားတမင်လေးတွေနဲ့နိုင်ငံခြားသားတွေအများကြီးသွားကြတာလေအဲ့ဒီမျိုးရဲ့ဇာတိမျိုးပြီးရင်နာရမျိုးတူစစ်ပေါ့နော်အဲ့ဒါကြောင့်မလို့နာရမျိုးတူကနေပြီးတော့မှဒီဝန်ကြီးချုပ်ကြီးဖြစ်တဲ့လူရဲ့ပထမဆုံးပေါ့နော်ဂျပန်သမိုင်းမှာအဲ့လိုမျိုးပြီးတော့သူကဒီဂျပန်ဝန်ကြီးချုပ်အမျိုးသမီးကရှင်ဇိုအာဘဲလေလုတ်ချန်ခံလိုက်ရတဲ့ရှင်ဇိုအာဘဲနဲ့တကယ်သူ့ရဲ့ဘယ်လိုမလဲအရန်ရင်းနေပြီးတော့အရန်ရင်းနေဆိုတခြားသဘောမဟုတ်နော်အလုပ်မှာစီနီယာဂျူနီယာနဲ့ပြင်ကုန်မှာသူကရှင်ဇိုအာဘဲအလုပ်လုပ်ခဲ့တဲ့ပုံနဲ့ရှင်ဇိုအာဘဲနဲ့သူနဲ့အရန်ရင်းနေပြီးတော့အလုပ်လုပ်ခဲ့ရတဲ့သူ့ရဲ့ဟိုငယ်ရွယ်တဲ့ပေါ့နော်လွတ်တော်အမတ်အဲ့လိုရွယ်မှာကလေးကသူကတွင်တင်ဆုံးမတာကိုခံယူခဲ့ပြီးမှသူကတအားကိုယင်းနေရလဲလေးစားပြီးညှက်နိုးပြီးချစ်ခင်ရတဲ့ရှင်ဇိုအာဘဲဟုတ်တယ်ဆိုပြီးသူပြောဘူးတယ်နော်ဟိုနေ့ကတွေးလိုက်တယ်ဇာပနာအထိမ့်မှတ်မှာလဲသူ speech ပြောတဲ့ခါမှာသူမျက်ရည်မကြောက်အောင်မနှဲထိမ့်ပြီးတော့မှအတန်တွေပါတုံတဲ့အထိပြောတာမြင်လိုက်တယ်ပြီးနောက်တစ်ခုကလေအရန်အစိုးရင်မလွန်ပေမဲ့ဒီကလက်ရဆုံးပေါ့နော်ပြောချင်တာလေသူ့ရဲ့ဟိုသူ့ရဲ့လမ်းစဉ်ကအခုဒီဒေါ်နယ်ထရန့်တို့သွားနေတဲ့လမ်းစဉ်နဲ့ခတ်စင်လေးနဲ့ဂျပန်နိုင်ငံကလူတွေကိုအခုလုံးဝအားလုံးက complaint တက်နေကြတယ်ဂျပန်နိုင်ငံမှာလုံခြုံတော့ဘူးနိုင်ငံသက်များလုံးတယ်ဖြစ်နေကြတဲ့ပြဿနာတွေကများတယ်ပြီးတော့မှုခင်းနဲ့ရမ်းများတယ်ဆိုတာနဲ့ပတ်သက်ပြီးမှသူတို့ကောင်းကောင်းကင်တွယ်ဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါကြောင့်မလို့နည်းနည်းအနေထိုင်ဆင်ခြင်ဖို့တော့တတိပေးပြစီဒါမဲ့အရန်ဆိုရင်ဖို့တော့မဟုတ်ပါဘူးเนาะအားလုံးပဲအဆင်ပြေကြပါစေ bye bye